ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်မာကုခရစ်ဝင်ခန်းကြီး9အပိုင်ငယ်25မှာ29ထိုအခါ12နှစ်ပတ်လုံးသွေးသွန်နာဆွဲသောကြောင့်များစွာသောစေသမားတို့လက်၌အလွန်ခံရ၍ဥစ္စာရှိသည်မြကုန်တော်လဲတတ်တာယာမရသည်သာမကအနာတိုးသောမိမတယောက်သည်ယေရှု၏တည်င်းတော်ကိုကြားသည်ရှိသောငါသည်အဝတ်တော်ကိုသာတို့လင်ချမ်းသာရမည်ဟုဆိုသည်နှင့်လူအစုဝေထဲ၌နောက်တော်သို့လာ၍အဝတ်တော်ကိုတို့လေ၏ထိုခဏချင်းတွင်သွေးစုဝေးရာခန်းချောက်သည်ဖြစ်၍ထိုယောဂနှိပ်စက်ခြင်းနှင့်ကင်းလွတ်ပြီဟုမိမိကိုယ်၌သိလေ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့12နှစ်ပတ်လုံးသွေးသွန်နာဆွဲတဲ့ဒီအမျိုးသမီးတယောက်ကသခင်ယေရှုရဲ့ဘဝကိုတို့တဲ့ကိစ္စဖြစ်ပါတယ်ဒီအမျိုးသမီးကသူ့ရဲ့ယောဂါက12နှစ်တောင်ရှိနေပြီတော်တော်လေးကြာနေပြီသွေးသွန်နာဖြစ်တဲ့ကြောင့်အမျိုးသမီးနဲ့ဆိုင်တဲ့ယောဂါဖြစ်ပါတယ်ဒီဟာဖြစ်နေတဲ့အချိန်မှာသူတို့ဂျူးလူမျိုးတွေရဲ့ပြည့်ညတ်တရားမှာဒီလိုဥဒုရောက်တဲ့အမျိုးသမီးကလူကြားတဲ့ကိုသွားလို့မရအောင်ဥဒုရောက်တဲ့အမျိုးသမီးနဲ့ထိတွေ့မိရင်မစင်ကြယ်ဘူးလို့တမန်ကျမ်းစာမှာတွေ့ရပါတယ်ကျွန်တော်ဝတ်ပြုအကျမ်းခန်းကြီး15အပိုင်ငယ်19ကိုကြည့်တဲ့အခါမှာဥဒုရောက်တဲ့မိန်းမကတဲ့9ရက်ပတ်လုံးမစင်ကြယ်ဘူးသူ့ကိုတို့ထိမိတဲ့သူကလည်းမစင်ကြယ်ဘူးလို့တမန်ကျမ်းစာမှာဖော်ပြထားပါတယ်ပြည့်ညတ်တရားရှိပါတယ်သွေးသွန်နာဆွဲတဲ့အမျိုးသမီးက12နှစ်ပတ်လုံးယောဂဖြစ်နေတဲ့အတွက်ကြောင့်သွေးသွန်နေတဲ့အတွက်ကြောင့်သူကပိုဆိုးပြီသူလူတော်တဲ့သွားရင်သူများတွေပါမစင်ကြယ်မတန့်ရှင်ဖြစ်ကုန်ပါလိမ့်မယ်ဒါကိုသူသိပါတယ်လို့ရတွင်သူကအရေးစွန့်ပြီးတော့သခင်ယေရှုခရစ်တော်ဖခင်ရဲ့အဝတ်တော်ကိုတွားပြီးတော့တို့ခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ကျွန်တော်ဒီမျိုးသမီးအကြောင်းကိုကြည့်တဲ့အခါမှာသူကမျောလင့်ချက်ကုန်နေပြီများစွာသောစေသမားတို့လက်၌အလွန်ခံရတယ်လို့တမန်ကျမ်းစာမှာရေးအတွက်ကြောင့်သူကသူ့ယောဂကိုစေသမားတယောက်ပြီးတယောက်ပြသခဲ့ပါတယ်မပြောက်တဲ့ပြင်ဥစ္စာရှိသမျှကကုန်သွားတယ်ပတ်စံတွေလည်းကုန်ပြီယောဂကတတ်တာလားဆိုတော့မတတ်တာပဲနဲ့အနာတိုးလာတယ်ပို့ပြီးတော့ယောဂကဆိုးလာတယ်ဆရာဝန်တွေလည်းကုန်ပြီစေသမားတွေလည်းကုန်ပြီပတ်စံတွေလည်းကုန်ပြီယောဂကမပြောက်တဲ့ပြင်ပိုတော်ဆိုးလာသေးတယ်ဒါပေမဲ့တဲ့ तू ကယေရှုရဲ့တည်င်းကိုကြားတဲ့အခါမှာသခင်ယေရှုခရစ်တော်ဖခင်ကတတ်နိုင်တဲ့ဖခင်ဖြစ်တယ်လူနာတွေကိုကျမ်းမာစေတဲ့ဖခင်ဖြစ်တယ်မျက်စိမမြင်တဲ့သူတွေကိုမြင်စေတဲ့ဖခင်ရှင်ဖြစ်တယ်သေတဲ့သူကိုတော့ပြန်ရှင်စေတဲ့ဖခင်ဖြစ်တယ်သခင်ယေရှုရဲ့မဆာခြင်းတကောနမိတ်လက္ခဏာတွေအကြောင်းကိုကြားတဲ့အခါမှာဒီမျိုးသမီးကအကယ်၍ငါကယေရှုရဲ့အဝတ်ကိုသာတို့မယ်ဆိုရင်တော့ငါယောဂပျောက်သွားမယ်လို့သူကတမန်ကျမ်းစာထဲမှာဖော်ပြခဲ့ပါတယ်ဒီမှာဒီမျိုးသမီးရဲ့ယုံကြည်ခြင်းကိုတွေ့ရပါတယ်ယေရှုစီရောက်ရင်သခင်ယေရှုကျမကိုဆုတောင်းပေးပါကျမကိုမဆာပါလို့သူကအော်ဟစ်မတောင်းဆိုပါဘူးသူကသခင်ယေရှုရဲ့ဘဝကိုတိတ်တိတ်လေးသွားတူခဲ့ပါတယ်ဘာကြောင့်လဲဆိုရင်တော့သူကမစင်ကြယ်မတန်ရှင်းလို့ပဲဖြစ်တယ်သူသွားတိုးတဲ့အခါမှာသူချက်ချင်းသူသိလိုက်တယ်သွေးစုဝေးရအရက်ကချက်ချင်းခန်းချောက်ပြီးတော့သူ့ယောဂပျောက်သွားတယ်ဆိုတဲ့အကြောင်းကိုသူ့စိတ်ထဲမှာလုံးဝသိပြီးတော့သူ့ရဲ့ယောဂကချက်ချင်းငြိမ်းသွားတယ်အဲ့ဒီအဝတ်ကိုတိုးတဲ့အခါမှာယေရှုကဘာပြောလဲဆိုရင်တော့ငါခန္ဓာကိုယ်ကနေတကူထွက်တယ်လို့သခင်ယေရှုကချက်ချင်းသိတဲ့အခါမှာအနောက်ကိုလှည့်ပြီးတော့ငါအဝတ်ကိုဘယ်သူတိုးလဲလို့မေးပါတယ်အဲ့ဒီခါမှာတပည့်တော်တွေကကိုတော့ကိုတလောက်လူအုပ်ကြီးကထိခိုက်ကြတာဘသူတို့လဲလို့ဘာကြောင့်မေးရလဲလို့ပြန်ပြောပါတယ်သခင်ယေရှုကမဟုတ်ဘူးငါ့ကိုတိုးရလို့တယောက်ရှိတယ်ဆိုပြီးတော့သူကပတ်လဲကိုကြည့်ရှုလိုက်တဲ့အခါမှာအဲ့ဒီမျိုးသမီးကသူ့ရဲ့ကိစ္စကိုထိန်ဝှက်ထားလို့မရဘူးဆိုတော့သိတဲ့အခါမှာအင်မတန်မှကြောက်ရွံ့တုန်လှုပ်ပြီးတော့တဲ့ပျောက်ပြီးတော့သခင်ကျမတို့လာပါဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ကိုသူကကြားလျှောက်ခဲ့ပါတယ်အဲ့ဒီမှာသခင်ယေရှုကပြောလဲဆိုတော့ငါသမီးတင်းယုံကြည်ခြင်းသည်တင်းအနာကိုငြိမ့်စေပြီးငြိမ်ဝှစွာသွားလောယောဂနှိပ်စက်ခြင်းနဲ့ကင်းလွတ်စေလောလို့မိန့်တော်မူခဲ့ပါတယ်ကျွန်တော်ဒီအဖြစ်အပျက်ကိုကြည့်တဲ့အခါမှာ
ဒီအမျိုးသမီးကလူကြားထဲသွားလို့မရဘူးယောဂကကျွမ်းနေပြီစာနာတဲ့ကြောင်ရှိနေပြီသူနိုင်သမျှလှုပ်ဆောင်ခဲ့ပါတယ်ဆရာဝန်တွေပြပါတယ်ဆေးဆရာတွေတယောက်ပြီးတယောက်မပြောက်တဲ့အပြင်ဥစ္စာလည်းကုန်ပြီယောဂကပိုဆိုးလာတယ်တကယ်တော့သူ့ရဲ့ဘဝကမျောလင်းချက်မဲ့သွားပါပြီဘဝမှာဘာမှလုပ်လို့မရတော့လူအနေနဲ့လူရဲ့တတ်နိုင်သမျှလူရဲ့လှုပ်ဆောင်နိုင်သမျှကကုန်သွားပြီဒါပေမဲ့သခင်ရှုတတ်နိုင်တယ်ဆိုတာကိုယုံကြည်ပြီးတော့သခင်ရှုရဲ့ဘဝကိုသူကသွားပြီးတော့တိုးခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ယုံကြည်ခြင်းနဲ့တိုးဝင်တဲ့အတွက်ကြောင့်သူ့ရဲ့ယောဂကပျောက်ကင်းသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုကျောင်းသမားကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်ချစ်တော်ညီမစီတိုင်းဘဝမှာမျောလင်းချက်မဲ့တဲ့အခါမှာသခင်ရှုစီကိုတိုးဝင်လိုက်ပါဘဝမှာမျောလင့်စရာဘာမှမရှိတော့တဲ့အခါမှာအရာအလုံးကဆုံးရှုံးသွားပြီလို့သင်ခံစားရတဲ့အခါမှာလူအနေနဲ့ဘာမှလုပ်လို့မရတဲ့အခြေအနေကိုရင်ဆိုင်ရတဲ့အခါမှာယုံကြည်ခြင်းနဲ့သခင်ရှုစံကိုတိုးဝင်လိုက်ပါအားလုံးကုန်ပြီဘာမှလုပ်လို့မရတော့မျောလင့်ချက်မရှိတော့အခြေအနေကတနေ့တစ်နေ့ပိုပြီးတော့ဆိုးလာသေးတယ်လူရဲ့လုံနိုင်မှုတွေကအကန့်အသတ်ရှိပါတယ်ဒါပေမဲ့ဖယားသခင်ကအကန့်အသတ်မဲ့စွာမဆာနိုင်တဲ့ဖယားရှင်ဖြစ်ပါတယ်ဖယားသခင်မှာအကန့်အသတ်မရှိပါဘူးဒါကြောင့်မို့တတ်နိုင်တဲ့ဖယားသခင်စီကိုသင်ဟာတိုးဝင်ဖို့အရေးကြီးပါတယ်သင်ရဲ့ယောဂထဲမှာသင်ရဲ့အခြေအနေဆိုးထဲမှာစိတ်တကြစရာစိတ်ပြက်စရာခါးသီးစရာတွေမှပဲဆက်မနေပါနဲ့12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးကဲ့သို့သခင်ရှုစီတို့ယုံကြည်ခြင်းနဲ့တိုးဝင်လိုက်ပါလောကကြီးမှာလူအစွမ်းနဲ့မတတ်နိုင်တဲ့အရာတွေကိုဖယားသခင်ကမဆာနိုင်တဲ့ဖယားဖြစ်ပါတယ်ဒါကြောင့်မို့မျှော်လင့်ချက်မဲ့မသွားပါနဲ့ယုံကြည်ခြင်းနဲ့တိုးဝင်လိုက်ပါသခင်ရှုစီမှာလွတ်မြောက်ခြင်းရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုလွတ်မြောက်ခြင်းပေးမဲ့ဖယားကျွန်တော်တို့ကိုငြိမ်သက်ခြင်းပေးမဲ့ဖယားကျွန်တော်တို့ကိုတတ်တာခြင်းပေးမဲ့ဖယားသခင်ဖြစ်တဲ့သခင်ရှုစီကိုယုံကြည်ခြင်းနဲ့တိုးဝင်ခြင်းအပြင်လွတ်မြောက်ခြင်းကောင်းကြီးမင်္ဂလာများစွာခံစားမယ့်ကြောင်းဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ